လွန်ခဲ့သောအခါကန္နာယတိုင်းတက္ကသိုလ်ပြည်၌ပုံနာတစ်ယောက်ရှိသည်သူနွားနန္ဒီဝိတာလကိုအစားကောင်းနေရာကောင်းပေးကမေတ္တာဖြင့်ပြုစုလေသည်နွားကြီးသည်လည်းခွန်အားဗလာပြည့်စုံပြီးကျေးဇူးတည်တတ်၏တနေ့တွင်နန္ဒီဝိတာလကအရှင်ပုံနာ၏ကျေးဇူးကိုပြန်ဆက်လိုသည်ဟုဆိုကလှဲတရာကိုတကောင်လဲဆွဲနိုင်ကြောင်းပြောလေသည်ပုံနာသည်တထေးထံသို့သွား၍လောင်းကြီးတစ်ထောင်ဖြင့်အလောင်းစားပြုသည်သို့သောလှဲဆွဲစဉ်ပုံနာကဟဲ့ကောက်ကျစ်သောနွားဟုပြောမိသဖြင့်နန္ဒီဝိတာလစိတ်နာကမရွှေ့မဆွဲဘဲရက်နေ၏ပုံနာရှုံးလေသည်အိမ်ပြန်ရောက်တော့နွားကမေးသည်ငါအပြစ်ရှိသလောဟုပုံနာကမရှိဟုဖြေသည်ထို့နောက်နန္ဒီဝိတာလကစကားဆိုးကြောင်းသာငါမဆွဲနိုင်ခြင်းဖြစ်သည်ဟုဆိုလေသည်ဒုတိယအကြိမ်တွင်ပုံနာကလိမ္မာသောနွားသွားလောဟုမေတ္တာစကားပြောကာကြောသက်ပေးရာနန္ဒီဝိတာလသည်လှဲတရာကိုအောင်မြင်စွာဆွဲယူသွား၏လောင်းကြီး2000အနိုင်ရလေသည်